ဒီတစ်ခါမိတ်ဆွေတို့ဆက်လက်ပြီးတော့ပေါ့နော်ဒီ project management ပြရရေကို select ပြီးတော့မှလေ့လာမှာဖြစ်ပါတယ်အဲ့တော့ရှေ့မှာပြောခဲ့တဲ့ project ဆိုတာဘာလဲဆိုတာမိတ်ဆွေတို့သိရှိပြီးနောက်မှာဆိုရှင်ဒါ project management definition တွေကိုမိတ်ဆွေတို့လေ့လာမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ project management ဆိုတာဘာလဲပေါ့နော် project ဆိုတာကမိတ်ဆွေတို့ရှေ့မှာတည်ခဲ့တဲ့ project တွေကို management ဆိုတာကစီမံခန့်ခွဲတာပုံစံကိုဖြစ်ပါတယ်ပေါ့နော်အဲ့တော့ project management ကဘာလဲဆိုတော့ project management is the planning organization driving and controlling of company resource အဲ့တော့ project management ဆိုတာ company မှာရှိတဲ့ resource တွေကိုတို့တင်က plan ဆွဲမယ်ဟုတ်ပြီဘယ်လိုလုပ်ရင်ကောင်းမလဲဆိုရယ် plan ဆွဲတယ် organizing ဆိုတဲ့ team တွေကိုဖွဲ့ပြီးတော့မှ driving ဆိုပြီးတော့ညွှန်ကြားတယ်ညွှန်ကြားပြီးတော့လှုပ်ဆောင်ခိုင်းတယ်ပေါ့နော်လှုပ်ဆောင်ခိုင်းပြီးတဲ့အချိန်မှာခုလူတင်တဲ့ညီမချက်တွေကိုလူတင်တဲ့နဲ့အခြေအနေတွေကိုရတော့မရဆိုတာအများနဲ့ control လုပ်ချာဟာလို့ဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကိုလှုပ်ဆောင်တယ်အဓိကကိုယ့်ရဲ့ company မှာရှိတဲ့ resource တွေကိုတုံးပြီးတော့မှ planning လုပ်တယ်organize ဆိုရဲဒူရီဆိုဝီတင်းနေဖွဲ့တယ်ပြီးတော့ direction ဆိုရဲညွှန်ကြားပြီးတော့မှလှုပ်ဆောင်စေတယ်ပြီးတော့မှကိုလူတင်တဲ့ချင်းတွေရောက်တော့မလို့တော့အမြင်တယ် control and monitor တွေတက်လို့ပဲပေါ့နော် for variety short term objective ဆိုပြီးတော့မှ G2 objective ပေါ့ G2 ကြီးမှတ်ချက်ပန်းနိုင်တွေကိုလုပ်တယ် that have been established leverage to compete as specific goal and objective ပေါ့နော်အဲ့တော့ဘလူးဟာမျိုးနဲ့ဆိုရှင် project တွေကများသောအဖြစ်ဆိုရင်လုပ်ငန်းတွေမှာလုပ်တဲ့ခါကျချင်းG2 ဟာတွေကိုပို့ပြီးတော့မှသူကနေပြီးတော့မှ G2 ဟိုဟာ objective တွေပေါ့နော် G2 ပန်းတန်တွေကိုလုပ်တယ် hello G2 ပန်းတန်တွေဟာအဖြစ်လုပ်ငန်းရဲ့ကြီးရှည်စေဂိုးတွေကိုပို့ပြီးတော့မှသူကနေပြီးတော့မှပြီးမြောက်စေတာပုံစံမျိုးကိုဖြစ်တဲ့ရှိရပေါ့နော်for example project management may utilize the system proof project management ဆိုတာအများဆုံးအပြင် system ပုံစံမျိုးတော့ပေါ့ system ဆိုတာဘယ်လိုမျိုးလဲဆိုရှင် input process output ဆိုပြီးတော့အဓိကပိုင်းပေါ့နော်အဲ့တော့ကိုယ်မှရှိရတော့ကိုယ်မှရှိရ result တွေကိုလူဖြစ်မယ်အစံဖြစ်မယ်ဒီပညာဖြစ်မယ်စိုက်ရင်တော့မရှိရှိပဲအဲ့ဒီကိုလို့ activity နဲ့ဟိုပွားကူးတွဲတော့ဆောင်ပြီးတော့မှသူကနေပြီးတော့ process ထဲကိုထည့်ပြီးတော့ run နဲ့ run ပြီးတော့မှ output အနေနဲ့ကိုလိုချင်တဲ့ရလဒ်တွေကိုဒါကြလာမှာဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးပုံစံယူ input process output ဟာမျိုးခေါ်တာဆိုလို့ရှိရင်ဒါ system ဘူးဆိုရ system စနစ်ပုံစံတွိုင်းဟာမျိုးဖြစ်တယ်ဆိုပြီးတော့မှတုံးတက်လို့ရမှာဖြစ်ပါတယ်။ system root to manage place by having functional personnel and assigning to a special project ပေါ့နော်။project တွေကိုများသောအားဖြင့်တို့မဲ့ဆိုရှိတဲ့ဘယ်လိုမျိုးလုပ်လဲဆိုရင်ပုံမှန်အပေါ်ကနေပြီးတော့မှစိုင်းချပြပေါ့ဘယ် project မှာဆိုရတော့ management စိုင်းချပြတယ်ပြီးတော့ functional ဆိုရ marketing HR file နဲ့ဆိုင်တခြား function ပေါင်းတို့ရင်လည်းဘူးရဲပြီးတော့မှကိုကနေပြီးတော့မှလှုပ်ဆောင်မှာဖြစ်ပါရဲ့ပေါ့နော်အဲ့တော့ project management ဆိုတာဘာလဲဆိုလို့ရှိရင်လုပ်ငန်းတွေမှာရှိရဲ့ resource တွေကိုသုံးပြီးတော့မှ planning organization writing control တွေကိုလုပ်တယ်အဲ့တော့ဘာလို့ပြောဆိုရှင်ကိုယ့်ရဲ့ geography မှာရှိ G2 Gmat ချက်ပတ်နိုင်တွေကိုကြာပြုလုပ်တယ်အဲ့လိုပြုတဲ့အခါမှာဆိုလို့ရှိရင် system ပုံစံတို့တွေကို ਨੇ ပြုလုပ်တယ်ရှိတယ်အဲ့တော့အဲ့လို system ပြုလုပ်တဲ့အခါကျလို့ရှိလို့ရှိရင်ဘယ်လိုဖြစ်လဲဆိုရှင်ကိုယ်လုပ်ငန်းအပေါ်ကနေပြီးတော့မှ တော့ management ကနေပြီးတော့မှများသောအဖြစ်positive ကိုချပေးလို့ရှိပြီးတော့မှကိုကနေပြီးတော့သက်ဆိုင်ရာအောက်က function လိုက်ကိုတွဲပြီးတော့မှလှုပ်ဆောင်မှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ project management မှာတစ်ခါကြာရှိရင်ဒီဟိုဟာ short term objective တွေပါဆိုရှင်ဘာလို့ဖြစ်နိုင်စီ project management လုပ်တဲ့ခါကျရှိရင် triple go straight ကိုရှိပါတယ်၃ချက်ပေါ့နော်အဲ့တော့ဘာလဲဆိုရှင်တိုင်းရယ် scope ရယ် cost ရယ်ဆိုပြီးတော့ဖြစ်ပါတယ်နော်နောက်သမထရဲ့အလုပ်ကိုသမထရဲ့အချိန်မှာသမထရဲ့ budget နဲ့ပြီးရမယ်ဆိုတာ project management အဓိကအနှစ်သာရဖြစ်ပါတယ်ပေါ့နော်အဲ့တော့အထဲမှာဘာရှိရဆို quality ကိုလုပ်ချင်တဲ့ဖြစ်ချင်တဲ့ quality တွေကိုအဓိကနေပြီးရမယ်ထိန်းချောင်းပေးရမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ project management ဆိုတာရှေ့မှာပြောခဲ့တဲ့အတိုင်း project ဆိုတာအစရှိရမယ်အဆုံးရှိရမယ်ပြီးတော့သမထရဲ့ထားရဲ့အလုပ်ကို scope ဆိုတာဒီမှာအလုပ်ပေါ့နော်မိုက်တိုက်ပစ္စည်းကိုထပ်ပြီးမှတခြားဒီလေးပြရပါပြ scope ဆိုတာဒီမှာအလုပ်ပေါ့သမထရဲ့အလုပ်ကိုသမထရဲ့အချိန်မှာသမထရဲ့ပုံကြားစီဘာတက်နဲ့ give me အောင်လုပ်ပေးရမယ်ဆိုတဲ့အဓိက main triple go straight ဆိုလို့မှာရှိမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့နောက်ဖက်ဗီဒီယိုဟာမေးလို့ဆက်လက်ပြီးတော့မှာ project management ပတ်သက်တဲ့ဟာတွေကိုဆက်လက်ပြီးတော့လေ့လာမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်